Hello, auspiciousness to you all. ဒီနေ့မှာတော့အခုတလောမှာကျမတို့တော်တော်များများခန်းစားနေရတဲ့အရာတစ်ခုနဲ့ပတ်သက်လို့စကားလုံးလေးတစ်လုံးကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ရှင်။အဲဒီစကားလုံးလေးက Phantom Quick P H A N T O M Phantom Q U A K E Quick Phantom Quick အခုတလောမှာကျတော့တောက်လျှောက်ကြားနေရတာက earthquake ပေါ့နော်ငလျင်တို့ aftershock သူရဲ့နောက်ဆက်တွဲငလျင်သေးသေးလေးတွေတို့ဒီလိုမျိုးပေါ့နော်အဲ့ဒါနဲ့တပြိုင်တည်းမှာပဲဒီ phantom quick ဆိုတဲ့ဟာကဒီစကားလုံးကလည်း trend ဖြစ်လာတယ်ပေါ့နော်တချို့တွေကကြတော့ phantom earthquake လို့ခေါ်တယ်တချို့ကြတော့လည်းearthquake phantom လို့ဒီလိုအမျိုးမျိုးခေါ်ကြတာပေါ့နော်အဲ့ဒါဘာအဓိပ္ပာယ်လဲဆိုလို့ရှိရင် you feel like the ground is shaking မြေကြီးလှုပ်နေတယ်လို့တော့ခံစားရတယ် but there's no physical evidence ဒါပေမဲ့တကယ်တော့လှုပ်မနေဘူးပေါ့နော်ဆိုတော့ကျမတို့ငလင်အကြီးကျယ်လှုပ်ပြီးသွားတဲ့ဒီ recently ကဟောက်ခံစားပြီးသွားတဲ့အချိန်မှာတခုခုလေတိုက်တာပဲဖြစ်ပစ္စည်းလေးတခုပြုတ်ကြပဲဖြစ်ငလင်လှုပ်ပြီလားမသိဘူး or something ပေါ့နော်ဆိုတော့ you feel it ခံစားရတယ်ဒါပေမဲ့အဲ့ဟာကိုငလင်တိုင်းတာစက်နဲ့တိုင်းမယ်ဆိုရင်လည်းတိုင်းလို့မရှိဘူး there's no physical evidence ပေါ့နော်ဒီစကားလုံးလေးကဘယ်လိုပြန်ကနေစဖြစ်လာလဲဆိုတော့ phantom phantom ဆိုတဲ့အဓိပ္ပာယ်က ghost တစေတရေဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ကျွန်တော်တို့တစေတရေဆိုတာလည်းခါလေကြားလို့ရှိရင်ရှိတယ်လို့ you feel the presence သူတို့အဲ့ဒါရှိနေတယ်လို့ခံစားရတယ် but you have no physical evidence ပြစရာ evidence လည်းမရှိဘူးအဲ့လိုမျိုးပဲပေါ့နော်ဒီကနေစပြီးတော့ကျွန်တော်ငလင်လို့ခံစားရတယ်ဒါပေမဲ့တကယ်ငလင်လို့တာမဟုတ်ဘူး it's like a trick of your body or your brain ကိုယ့်ရဲ့ခန္ဓာကိုယ်ဒါမှမဟုတ်ကိုယ့်ရဲ့အုံနောက်ကလှည့်စားချက်တစ်ခုမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒီအတော်အနှုံးလေးကို phantom quick လို့ခေါ်ကြရဲဆိုတာကို sharing လုပ်ပေးရင်းနဲ့ဒီနေ့သင်ခန်းစာလေးကိုအဆုံးသတ်လိုက်ပါတယ်ရှင် so have a nice day to you all bye bye